လူတယောက်ဟာသူများအလှူလူတာကိုတားမြစ်လို့ရှိရင်တဲ့အန္တရာယ်၃မျိုးလှုပ်တာရောက်တယ်ပေါ့သူ့ဘာသူလှူတာကိုယ်နဲ့မဆိုင်အဲ့ဒါဒီ၃မျိုးကိုအန္တရာယ်ပြုတာရောက်တယ်ဘာလဲလို့ဆိုလို့ရှိရင်နော်အလှူဒါယကကုသိုလ်ရဖို့အတွက်အန္တရာယ်ဖြစ်တယ်ဟုတ်လားလှူတဲ့လူကသူကသွားဟန်တာလို့မလှူနဲ့လို့ပြောသည့်အတွက်ကြောင့်ကုသိုလ်ရမှမရတော့ဘူးလေအဲ့ဒါကြောင့်မို့လို့သူများလှူတာကိုတားမြစ်မယ်ဆိုလို့ရှိရင်တဲ့ဒါယကာရဲ့ကုသိုလ်အန္တရာယ်ကိုလည်းသူလောက်ရရောက်တယ်ကုသိုလ်ကိုအန္တရာယ်ပြုတာတားဆီးတာလည်းဖြစ်တယ်ပုံညံတရယ်လို့ခေါ်တာပေါ့နော်ကုသိုလ်ရမှမရတော့ဘူးကုသိုလ်ကောင်းမှုရဲ့အန္တရာယ်ဖြစ်သွားတယ်ကုသိုလ်မဖြစ်တော့နောက်တစ်ခုကဘာတော့ဆိုအလူကံပုဂ္ဂိုလ်အတွက်ရမယ်ပစ္စည်းမရလိုက်ဘူးဆိုသူ့ကိုလည်းပဲလာဘန်တရယ်သူရမယ်ပစ္စည်းအတွက်အန္တရာယ်လုံးလိုက်တာပဲတဲ့ဒါတော့အလူကံပုဂ္ဂိုလ်လှူတဲ့ပုဂ္ဂိုလ်ကဒါယကာကကုသိုလ်ရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ကလည်းပစ္စည်းရမှမရတော့ဘူးဟောအလူကံပုဂ္ဂိုလ်ကိုလည်းကုသိုလ်မဖြစ်အောင်အန္တရာယ်ပေးလိုက်တာနဲ့တူတူပဲတဲ့လူခံတဲ့ပုဂ္ဂိုလ်လည်းပဲပစ္စည်းရမှမရအောင်အန္တရာယ်ပြုတာနဲ့တူတူပဲတဲ့မြတ်စွာဘုရားဒါမျိုးငါဘယ်တော့မှမလုပ်ဘူးနောက်ဆုံးမှာသူများလှူတာကိုဟန်တားတဲ့ပုဂ္ဂိုလ်ဟာတဲ့မဟန်တားခင်ကလေးကသူ့ရဲ့စိတ်ယုတ်မှကြောင့်မို့လို့သူများလှူတာသူကသူလှူတာပဲလေအဲ့တော့မလိုမုန်းတာတဲ့စိတ်နဲ့ဟန်တားတာဖြစ်သွားတာဖြစ်သွားတော့မဟန်တားခင်ကလေးကသူကခုနကကောင်းမှုရဲ့အန္တရာယ်မဖြစ်ခင်ရရှိမဲ့ပစ္စည်းလာပါရရှိမဲ့အန္တရာယ်ကိုမပြုတ်ခင်ကျွတ်တင်ပြီးတော့သူ့ရဲ့ဂုဏ်သိက္ခာတွေသူဖြည့်ဆည်းပြီးသားဖြစ်သွားပြီဒီလိုဆိုလို့လေနော်အဲ့တော့မြတ်စွာဘုရားဆိုလိုတာကသူများလှူတာကိုမလှူနဲ့လို့တားတဲ့ပုဂ္ဂိုလ်ဟာဒီအချက်၃ချက်ကိုသူ့မှာထိခိုက်နစ်နာမှု၃ခုသူလုပ်တဲ့အလုပ်ကြောင့်ကာယကမှာကုသိုလ်ရမှမရတော့ဘူးအလူကံပုဂ္ဂိုလ်ပစ္စည်းရမှမရတော့ဘူးသူကိုယ်တိုင်မှာကိုယ့်ရဲ့ဂုဏ်သိက္ခာကိုကိုယ့်အကိုဖျက်ဆီးပြီးသားဖြစ်သွားပြီတဲ့၃ခုဒီလို၃မျိုးအတွက်အနေဖြစ်သွားတယ်လို့ပြောဒါကြောင့်မို့လို့အလှူဒါနနဲ့ပတ်သက်ပြီးတော့တိရစ္ဆာန်ပဲကျွေးလူကိုပဲပေးမဟန်တားရဘူး